ဒီတစ်ပတ်တော့ဆောင်းမှာအင်္ဂလိပ်လိုပဲဆိုကြမှာဖြစ်တဲ့အတွက်နေဆောင်အင်္ဂလိပ်ကျွန်တော်ကလည်းဒါအင်္ဂလိပ်လိုမပြောပြတာတော့တော်တော်ကြာပြီဒါလူလေဒါပေမဲ့လည်းဒီတက်တိပညာမနေတာပေါ့ဗျာနော်တက်ထားတဲ့ပညာတစ်ခုကတော့ဒါဘယ်ချိန်ပဲဖြစ်ပြန်အသုံးချလို့ရတယ်နော်ဒါကြောင့်ညီမလေးနဲ့တွေ့ရချိန်မှာအင်္ဂလိပ်လိုပဲနည်းနည်းလေးသူ speaking လေးနည်းနည်းစာဆွဲကြည့်လိုက်မယ်နော် How are you? Yeah, I'm fine. Yes. Very well, thank you. ဘာမှမပြောင်းလဲဟဲ့ ဒါစီဘောရာရဲ့နေဆောင်လေးပြောပြပါအောင် From this moment on. ပြန်ပြောနေဆောင်1နေ From this moment on. process နေမန်နော် Oh my God! process နေမန်နော်နော်ချင်းကောင်းစင်လေးကရှင်တဲ့ကိုအရန်ရောက်တဲ့ကောင်းစင်လေးပါနော် process နေမန်နော် What the fuck? အားတချင်းကောင်းစင်လေးပေါ့နော်နေဆောင်လေးอ่ะ Song name got all of me. စောနေခါအော်မီစောနေခါအော်မီဆိုတဲ့ဒါတချင်းလေးอ่ะခေါင်းစဉ်နဲ့တည်းပဲရင်ခုန်စိတ်လို့ရှာပါ යි နော်စောနေခါအော်မီ ဟုတ်ကဲ့ခင်ဗျာဟုတ်ကော နော်ဒါပြောမှဆိုတော့ဟာတာတချင်းလေးပေါ့ဗျာဒီတချင်းကောင်းစဉ်ပြောတွေကလူတွေကြီးမောွားတဲ့ဆိုတဲ့ဒါပြိုင်ပွဲဝင်တွေကတော့ဒီတချင်းကောင်းအတိတ်ပဲသူတို့တိခံစားပြီးဆိုတာမဒီအောင်ကဒီတချင်းကောင်းစဉ်ပြောလိုက်အားလုံးကြီးမောွားတယ်ဆိုတဲ့ကကျွန်တော်သိပါတယ်ဒီတချင်းဒီဟာတာဆန်ဆန်တချင်းရန်ကိုပေါ့ပျော်စရာကောင်းတဲ့အကြောင်းအရာကိုဆိုထားတယ်လို့ကျွန်တော်အနေနဲ့တော့ထင်မြင်ယူဆမိတယ်